ဒီရီကိုညောက်ကအမွေတွေကိုလိုချင်လို့မိဘတွေကိုပြန်တတ်ခဲ့တယ်။ဒါပေမဲ့ဒီထက်ဆိုတာကသူတို့ဟာငငယ်လေးကလေးကဖခင်ဖြစ်သူဟိုဆေးရဲ့နေပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတွေကိုခက်ခဲရပြီးတော့မိခင်ဖြစ်သူကလည်းအဲ့ဒီနှိမ့်ဆက်မှုတွေကိုသိပေမဲ့မသိချင်အောင်စောင့်နေခဲ့တဲ့အတွက်သူတို့ကဒီနှိမ့်ဆက်မှုတွေကနေလွန်မြောက်ဖို့အတွက်မိဘတွေကိုတတ်ဖို့အတွက်ကြံစည်ခဲ့ကြတာကျမတို့အားလုံးဟာမိသားစုစုရဲ့ပုံရိပ်အပံကိုအပြည့်အဝကြည့်ရုံနဲ့မသိနိုင်ပါဘူးအခုကျမပြပြမယ့်အကြောင်းအရာကတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ဘက်ဗလီဟေးကချမ်းသာကျွယ်ဝတဲ့နီနန်ဒက်မိသားစုအကြောင်းပဲဖြစ်ပါတယ်ခင်မိုးဖြစ်သူကဟိုစေဇနီးဖြစ်သူကစ်တီနဲ့တားကြီးလာတဲ့တားငယ်အဲရစ်သူတို့ကလူမှုကွန်ရက်ပေါ်မှာတော့အားလုံးအားကြရတဲ့ပြည့်စုံတဲ့မိသားစုကြီးပါဒါပေမဲ့1989ခုနှစ်ဩဂတ်လ20ရက်နေ့ညမှာတော့အဲ့ဒီရွှေနန်းတော်ကြီးကသွေးချောင်းစီးရဲ့နေရာတစ်ခုဖြစ်သွားခဲ့ပါတယ်အဲ့ဒီညမှာလာရန်နဲ့အဲရစ်ကရဲစခန်းကိုဖုန်းဆက်ပြီးတော့ကျေးဇူးပြုပြီးကူညီကြပါစနိုမိဘတွေကိုဘဒူမှမသိတဲ့သူတွေကတတ်သွားပြီလို့ငိုလိုပြီးကြိုင်ကြခဲ့ပါတယ်ရဲတွေရောက်လာတဲ့အခါမှာတော့ဟိုစိနဲ့ကီတီဟာအဲ့ခန်းထဲကဆိုဖာပေါ်မှာတနက်ခံရအမြောက်အများနဲ့သေဆုံးနေတာကိုတွေ့ရပါတယ်အခင်းဖြစ်တဲ့နေရာအလုံးရက်ဆက်ကြကြုံလုံးလို့အားလုံးကတုံ့လှုပ်ခဲကြတာပေါ့အစပိုင်းမှာတော့ရဲတွေကဒီအမှုကိုမာဖီးယားခိုင်းတွေရဲ့လက်ချက်လို့ယူဆခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲရဲတွေကဒီလီကိုညောင်းရဲ့အပြုတ်မှုတွေကိုတန်လျာဝင်လာပါတော့တယ်မိဘတွေတည်ဆုံးပြီးနောက်ပိုင်းမှာသူတို့ကဝမ်းနဲ့နေမဲ့စားတန်မိုးကြီးကားတွေတန်မိုးကြီးအဝတ်စားတွေကိုဝယ်ယူပြီးပတ်စံတွေကိုရှေးလို့တုံးခဲ့ကြတာပါပို့ပြီးတော့ထူဆန်းတာကတော့သူတို့ရဲ့ပျော်ရွှင်နေတဲ့ပုံစံပါပဲရဲတွေရဲ့စုံစမ်းစစ်ဆေးမှုတွေအရဒါရနဲ့အဲရစ်တိုကသူတို့ရဲ့စိတ်ပညာဆရာဝန်စီကိုသူတို့ကမိဘတွေကိုတတ်ခဲ့ကြောင်းဝန်ခံထားတဲ့အတန်ဖိုင်ကိုတွေ့လိုက်ရတာပါဒီချက်ကအမှုတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်1990ခုနှစ်မှာတော့ဘိုင်ရန်နဲ့အဲရစ်ကိုလူသတ်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်အားလုံးကတော့ဒီညီကိုညောက်ကမိဘတွေရဲ့အမွေပစ္စည်းကိုမှတ်မောလို့တတ်တာလို့ပဲထင်ခဲ့ကြတာပါတရားခွေရောက်မှာတော့ဘိုင်ရန်နဲ့အဲရစ်ကသူတို့ရဲ့ကာကွယ်ချက်အနေနဲ့မထင်မှတ်ထားတဲ့အချက်တွေကိုဖွင့်ဟခဲ့ပါတယ်သူတို့ဟာငငယ်လေးကလေးကဖခင်ဖြစ်သူဟိုစေးရဲ့လိပ်ပိုင်းဆိုင်ရာပြုတ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတွေကိုခက်ခဲရတာလို့ထွက်ဆိုခဲ့ပါတယ်မိခင်ဖြစ်သူကီတီဟာလည်းဒီလိုနှိမ့်ဆက်မှုတွေကိုသိနေပေမဲ့မသိချင်အောင်ဆောင်နေခဲ့တာပါသူတို့ဟာဒီနှိမ့်ဆက်မှုတွေကနေလွန်မြောက်ဖို့အတွက်မိဘတွေကိုတတ်ဖို့ကြံစည်ခဲ့ရလို့ပြောပြခဲ့ပါတယ်ဒီခွေရချက်ကတကဘာပေါင်းကိုတုံ့လောက်သွားစေခဲ့ပါတယ်ဒါရန်နဲ့အဲရစ်ကိုလက်ရှိမှာထောင်ဒဏ်တသက်ကြုံချမှတ်ထားပါတယ်ဒီမှုဟာအခုထိနေခုံနေကြတော့မှသူတို့ဟာမိဘတွေကိုတတ်တဲ့သားဆိုးတွေလားဒါမှမဟုတ်နှစ်ပေါင်းများစွာနှိပ်စက်ခံခဲ့ရတဲ့သားကောင်တွေလားဆိုတာပါဒီမှုကကျမတို့ကိုပေးတဲ့သင်ခန်းစာကတော့မိသားစုအတွင်းလူမသိသူမသိကြုံတွေ့နေရတဲ့နှိပ်စက်မှုတွေဟာဘလောက်အထိကြောက်စရာကောင်းလဲဆိုတာပါပဲနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ထူးဆန်းတဲ့အမှုတွေကိုသိချင်ရင်တော့ကျမရဲ့အကောင့်လေးကိုလည်း follow လုပ်ထားဖို့မေ့ပါနဲ့ဦးနော်